ဒီနေ့ညနေဘန်ကောက်မှာမိုးတွေကအုံမေးလာတာနဲ့မလာချင်းဆက်လေးစားခြင်းစိတ်တွေဖြစ်ရောအဲ့ဒါနဲ့မနေ့ကဈေးကနေဝဲလာတဲ့ပဇွန်ရေအသီးနှံအစုံတော့ကြီးတစ်ထုပ်ကို10 ဘတ်တဲ့တန်တန်နဲ့ဝယ်ခဲ့ပဇွန်တွေကတော့အမျိုးမျိုးရှိရပါတော့ဒီပဇွန်ကတော့ခေါင်းဖြတ်ရတယ်ပြီးကြတော့ချီထုတ်ရတယ်ကြော်ရွာချီတွေရောရေချိုးပဇွန်ကြတော့ခေါင်းကချီပဲထုတ်ရုံပဲဗျာခေါင်းလည်းစားလို့ရတယ်ဒီပဇွန်ကတော့ခေါင်းကစားလို့မရဘူးအရင်ကြီးရေချိုးပဇွန်ပိုကြိုက်တာပေါ့နော်ဝယ်လို့မရတာနဲ့ရေချိုးပဇွန်ရှာမတွေ့ခဲ့ရတဲ့ဒီပဇွန်ဝယ်ခဲ့လိုက်တယ်ပဇွန်ချီပါခေါင်းလေးဖြတ်ထားပါတယ်ပဇွန်လေးရေးဆေးပြီးသွားပါပြီဒါကတော့ဗတ်တရားပေါ့နော်အများကြီးရပါတယ်ဒါကတော့မန္တလေးကအန်ထိုင်မာလာဘေးဆက်မှာစားနေကြပါတော့အဲ့ဒီကနေပြီးတော့ပါဆယ်မာတဲ့ချိန်မှာအနစ်ထုတ်ရယ်ဒီမာလာချင်းဆက်နစ်ထုတ်လေးရယ်မာလာစီမွေးနစ်ထုတ်လေးအမြဲတမ်းနှစ်ခုထည့်ထည့်ပေးပါတယ်ကျမမာလာစီမွေးပဲစားနေကြဆိုဒီချင်းဆက်နစ်ထုတ်လေးကအမြဲတမ်းပို့ပါတယ်ပို့တော့လှုပ်စားဖြစ်ပါတယ်ပထမဆုံးရင်နွေးနည်းနည်းလေးထည့်မယ်ပုံမှန်စုထဲမှာအသီးနှံတွေအယောင်လာအောင်လို့ပေါ့စားလေးမုံမုံလေးထည့်လိုက်တယ်မုံမုံလေးထည့်ပြီးသွားပြီဆိုရင်ဒါအသီးနှံတွေရေ3 လီတာလောက်စီးထားပါတော့အဲ့ထဲကနေမကြက်လွယ်တဲ့ပန်းမွေစိမ်းတွေကိုအရင်ထည့်မယ်ပန်းမွေစိမ်းတွေထည့်လိုက်ပါပြီပန်းမွေစိမ်းတွေကိုထည့်ပြီးတော့ခဏထားမယ်ပေါ့နော်နည်းနည်းလေးအီအောင်ထားမယ်ထားပြီးဆိုတာနဲ့ခုနကမာလာချင်းဆက်အနစ်ထုတ်ကြီးကိုဖောက်ပြီးတော့ထည့်လိုက်တုံလောင်းလိုက်ပြီအဲ့ဒါအဲ့မှာကျန်တဲ့ဟာလေးကိုစိုးကွက်လေးနဲ့လမ်းပြီးတော့နှိုက်ပြီးထည့်လိုက်သေးနောက်ပြီးတော့မွေပြီးသွားပြီဆိုခုနကလေအသီးနှံတွေထဲမှာကျန်နေတဲ့မို့ထဲမှာမို့ဝါကြခဏနဲ့ကြက်လို့ရဆိုလေနောက်မှထည့်တယ်အရှိမရင်ထည့်လည်းရတယ်အဆင်ပြေသလိုထည့်ဘလို့နေဒီကစားရဖို့အရသာလည်းရှိနေရောလေဒီချင်းဆက်အနစ်ထုတ်အရေးကလေတော်တော်လေးကိုကောင်းတာအရန်ကြိုက်တယ်အမြဲတမ်းမလာချင်းဆက်မှာစားတိုင်းဒီအနစ်ထုတ်လေးကြံပြီးဆိုရင်တခုခုလှုပ်လို့စားမြဲတယ်အဲ့ဒါပြီးဟိုနာပစုံလေးထည့်လိုက်ပြီဒီနေရာမှာပြောချင်တာပစုံကိုလေလုံးထားတာတွေအကြိုက်နဲ့တာရမလုပ်ပါနဲ့ပင်လယ်စာကခဏလေးနဲ့နူးတဲ့အတွက်အရန်ရတာရှိပါတယ်အကြိုက်ထားလေးပစုံတွေကမာသွားပြီးသူ့ရဲ့အချိုးတက်တွေမရှိတော့ဘူးရတာမရှိတော့ဘူးပေါ့နော်ဒါကတော့ပစုံမာလာချင်းစလေးရပါပြီအရန်များတော့အိမ်ကြီးချင်းကိုတစ်ခွက်ပို့လိုက်တာပေတာရှစ်ကြလက်ဖက်လက်ဆောင်ရပါတယ်